Hello everyone, welcome back from my sweetie vlog. This video is my first time cooking vlog video. Today I made Myanmar traditional food with my friend. So I'm gonna share how I made mohinga. ချက်ဖို့အတွက်မွေးငါဘက်ကိုပထမဆုံးရင်တွေထဲမှာဖြစ်ပါမယ်ရှင်ဟင်းရည်ထဲမှာထည့်ပြီးတော့စားဖို့အတွက်လဲကြက်ဥကိုလည်းရင်တွေထဲမှာပြုတ်ထားပါမယ်ရှင်မွေးငါဘက်ပြုတ်ထားတဲ့အချိန်တွင်းမှာမြတ်စုကကြက်သွန်အနီနဲ့ကြက်သွန်ဖြူကိုယူပြီးတော့ကြက်သွန်အနီကိုကြတော့ဟင်းရည်ထဲမှာထည့်သုံးဖို့အတွက်လီးပါမယ်ရှင်ပထမဆုံးအနေနဲ့တော့ကြက်သွန်ဖြူလေးတွေကိုပပစီလီးပြီးတော့စီချက်ဖို့အတွက်ကြက်သွန်ဖြူလေးပလေးတွေကိုသုံးပါမယ်ရှင်ဒါလေးတွေကတော့မျက်စုလီတာတဲ့ကြက်သွန်အနီနဲ့ကြက်သွန်ဖြူပါကြက်သွန်နီကတော့ဟင်းရအတွက်ကိုလီတာပါကြက်သွန်ဖြူကတော့စကြက်တော့ကိုထည့်ထားပဲဖြစ်ပါရဲ့ရှင့်ဒါကတော့မျက်စုမွေးငါဟင်းရချက်ဖို့အတွက်သုံးမယ်ဟင်းရအနှစ်ထုတ်ပဲဖြစ်ပါရဲ့ရှင့် ready made ထုတ်ပါခင်ထွေးရီထုတ်ပါအရန်ကိုကောင်းပါရဲ့ရှင့်ပြီးရင်တော့ဟင်းရချက်ဖို့အတွက်ပြင်ဆင်ပါမယ်ရှင့်ရင်တွေပပတ်ဆိုတဲ့တဲကိုလီထားတဲ့ကြက်သွန်နီဥတွေကိုထည့်ပါမယ်ရှင့်ဒါကတော့မျက်စုဟင်းညိုချက်ဖို့သုံးမယ်ကြက်ဥတွေပါဟင်းချက်ဖို့အတွက် ready ဖြစ်နေတဲ့ကြက်ဥတွေကိုတော့မျက်စုကအိုးလေးတွေကိုထည့်ထားလိုက်ပါမယ်ရှင်ဒါလေးကတော့မျက်စုဟင်းညိုချက်ဖို့အတွက်သုံးမယ်ခင်ထွေးရီမွေးငါဟင်းရကြောင်အနှစ်ထုတ်လေးပါအရန်ကောင်းပါတယ်ရှင်ဟင်းအိုးပပစလာပြီဆိုရင်တော့မျက်စုကမွေးငါဟင်းရဲ့အနှစ်ထုတ်ထဲမှာပါတဲ့ ingredients တွေအကုန်လုံးပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုထည့်ပြီးတော့အကုန်လုံးကိုရွက်သမမွေးပါမယ်ရှင့်ပြီးရင်တော့အဆက်မပြတ်မွေးပါမယ်ရှင့်ပျော်သွားအောင်ပါဒါကတော့မျက်စုပြုတ်ထားတဲ့မွေးငါလေးရပါပြီရှင့်ဒါကတော့မျက်စုချက်ထားတဲ့ဟင်းရည်ကိုမြည်ကြည့်နေရပဲဖြစ်ပါတယ်ရှင်အရန်ကိုတောက်လို့ကောင်းပါတယ်မျက်စုဟင်းရည်ချက်နေတဲ့အချိန်တွင်းမှာတော့မျက်စုရဲ့အမတွေကတော့ပဲတီးတွေနည်းနည်းပင်တွေကိုလီးထားပါတယ်အဲ့ချိန်ပြီးတော့မျက်စုကတော့စီချက်ချက်နေပါပြီရှင်မွေငါလေးနဲ့တွေ့စားဖို့အတွက်ဒါကတော့မျက်စုတို့ချက်ထားတဲ့မွေငါဟင်းရည်ပါအရန်ကိုကောင်းပါတယ်ရှင်ဒီလေးတွေကတော့နည်းနည်းပင်လေးတွေပဲတီးလေးတွေမွေငါနဲ့တွေ့စားမယ်တံမြာတီးလေးတွေပါစီချက်လေးတွေပါဒါကတော့မွေငါပါရှင်အရန်ကိုကောင်းပါတယ်Finally နောက်ဆုံးမှာတော့မျက်စုတို့ကအရသာရှိတဲ့မွေငါလေးကိုရပါပြီရှင် And then so this is my very first time cooking video with my friend So thank you for watching my vlog မျက်စုဗီဒီယိုလေးကိုအချိန်ပေးပြီးတော့ကြည့်ပေးအတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ကြပါစေရှင်